နမောဗုဒ္ဓတာဗုဒ္ဓတာမြတ်စွာဘုရားရှင်အားနမောရှိခိုးပါ၏ရှင်ဘုရားနမောဓမ္မတာဓမ္မတာတရားတော်မြတ်အားနမောရှိခိုးပါ၏ရှင်ဘုရားနမောသံဃတာသံဃတာသံဃာတော်ရှင်မြတ်အားနမောရှိခိုးပါ၏ရှင်ဘုရားသောဘဂဝါဘုရားတပည့်တော်တို့များ၏အာထာကိုးကွယ်ရာစေဖြစ်တော်မူသောထိုမြတ်စွာဘုရားရှင်သည်အရဟံလွန်ကဲထူးမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏဒသနဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနတ်မြတ်မာတတ္တဝါပေါင်းတို့၏ပူဇော်ထူးကိုခံယူတော်မူထိုက်ပေသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓောသစ္စာလေးပါးခတ်သိမ်းသောတရားတို့ကိုသူတပါးထံနိမခံမဲ့ကိုယ်ပိုင်ဉာဏ်အောင်စွမ်းဖြင့်စူးစမ်းရှာဖွေကားမှန်ကန်စွာသိမြင်တော်မူပေသောမြတ်စွာဘုရားဝိဇ္ဇာစရဏတပ္ပန္နောဝိဇ္ဇာမိသောဉာဏ်ထူးသုံးပါးဉာဏ်ထူး၈ပါးစရဏမိသောခြေခံจิตတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားသူကတော်တတ္တဝါတို့အားကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာဝတ်ဆိုတော်မူပေသောမြတ်စွာဘုရားလောကဝိတုလောကဤကြောင်းရာလုံးစုံကိုဂုဏ်အစစ်သိမြင်တော်မူပေသောမြတ်စွာဘုရားနုတ္တရောပုရိသဓမ္မတာရတိဆုံးမထိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ပြင်ဆုံးမမှု၌တူမရှိမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားတထာဒေဝမနုဿာနံချမ်းသာရာကြောင့်လမ်းကောင်းညွှန်ပြဆုံးမတော်မူတတ်၍လူနတ်တို့၏ဆရာစေဖြစ်တော်မူပေသောမြတ်စွာဘုရားဘုဒ္ဓတရားလုံးစုံကိုဂုဏ်အစစ်သိမြင်တော်မူပေသောမြတ်စွာဘုရားဘဂဝါဘုံတော်နန္ဒာကံတော်နန္ဒာဉာဏ်တော်နန္ဒာဂုတော်နန္ဒာတို့နှင့်လုံးဝဥဒ္ဓုံပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံစာရှိသော9ပါးသောဂုဏ်တော်10ပါးသောဂုဏ်တော်နန္ဒဂုဏ်တော်နန္ဒကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်